အိမ်ရှင်မတွေတောင်အိတ်ရှာတက်ဖို့လိုပါတယ်အလုံးမင်္ဂလာပါအခုပြောပြချင်တဲ့အကြောင်းအရာကတော့အိတ်ရှာပညာရက်ကဘယ်သူနဲ့ဆိုင်တာလဲဆိုတော့စကားလေးပဲဖြစ်ပါတယ်တကယ်တော့အဲ့အဖြစ်ကိုကျွန်မပြောခဲ့ပူပြီးသားပါအိတ်ရှာဆိုတာလူတိုင်းအတွက်ပါလို့လူတွေနဲ့တွက်ဖက်အလုပ်လုပ်ကင်ဝန်ထမ်းစီမံခန့်ခွဲမှုဆိုတဲ့လူစွမ်းအားအရင်မြင့်စီမံခန့်ခွဲမှုပညာရေးချင်းဟာရှိဖို့လိုအပ်ပါတယ်ကုံပြောရရင်အိမ်ရှင်မတွေတောင်အိတ်ရှာတက်ဖို့လိုပါတယ်ကျမအိမ်မှာဆိုသား2ယောက်ရှိတယ်တစ်ယောက်က introvert တစ်ယောက်က extrovert အဲ့တော့အဲ့ဒီ extrovert ကလေးကို delivery line ပစ္စည်းသွဲယူခိုင်းတာဟိုပြေးခိုင်းဒီပြေးခိုင်းသူကငိမ့်နေတတ်ကောင်အောက်ဆင်းလိုက်ပေါ်တက်လိုက်ပြင်ထွက်လိုက်တိတ်ဝါသနာပါအကြီးကတော့အဲ့လိုမဟုတ်ဘူးအေးတယ်အကြီးကိုဘာခိုင်းလဲဆိုတော့ကျမတို့ကအဝတ်လျှော်ဆက်လက်ခိုင်းတယ်အဝတ်လန်းခိုင်းတယ်သူကလည်းအပြင်မထွက်ရရင်ပြီးတာပဲသူကအိမ်ထဲဟာဆိုသူ့ကိုကြိုက်တာခိုင်းတားကိုအပြင်တော့မခိုင်းနဲ့အဲ့တော့ဒါလည်းအိရှာပဲလေ right man right job အပြင်သွားခြင်းနဲ့လူကြိုက်တဲ့ဇယိုက်ရှိတဲ့လူအဲ့ဒါကိုခိုင်းရင် तू ကပျော်လဲပျော်တယ်အလုပ်လဲပြီးရပေါ့နော်အဲ့တော့ကျမတရက်မှာတော့ HRN တစ်ခုမှာလုပ်ငန်းရှင်ကတက်ခိုင်းလို့လာတက်ရတဲ့ manager တယောက်ရှိ तू ကလည်းမအောင်နိုင်ဘူး group work လုပ်တဲ့ခါမှာ तू ကပြောလိုက်တာတက်ခိုင်းလို့တာတက်ရတာတဲ့ तू နဲ့မဆိုင်ဘူးတဲ့အဲ့လိုပြောတယ်တဲ့အဲ့တော့အဲ့ဒီရိုနယ်တယောက်ကလည်းပြေထွက်တော့ကျမကိုအဲ့တိုင်းပြောတယ်ဒီချဲတဲ့ तू နဲ့မဆိုင်ဘူးလို့ပြောတယ်တဲ့မဆိုင်တော့လဲထားလိုက်ပေါ့တကယ်တော့လေHRဆိုတဲ့လူစွမ်းအားရင်းမြစ်စီမံခန့်ခွဲမှုဟာမြည်သူနဲ့မဆိုဆိုင်မှာလူတွေနဲ့အလုပ်လုပ်နေတဲ့လူတိုင်းပေါ့နော်။ဘာလဲဆိုသူ့ရဲ့အခြေခံက right man right job right time right cost ဖြစ်ဖို့ဖြစ်ပါ